မြန်မာနိုင်ငံကလူတော်များများဟာ fitness လောကရဲ့ဘိုးအရင်ကအယူဆအမှားတွေရဲ့လွှမ်းမိုးမှုကြောင့်တိုးတက်တဲ့လောက်မတိုးတက်တာတွေရလက်မထွက်တာပြီးရင်ခန္ဓာကိုယ်ပြောင်းလဲမှုမရှိရရင်လည်းကြုံနေရပါတယ်ဒီဗီဒီယိုမှာတော့အဲ့ဒီအမှားတွေထဲက၅ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1အစီကျဖို့အတွက်တစ်နေ့ကိုအစာနည်းနည်းပဲစားရမယ်ဥပမာအနေနဲ့ဗျာခင်ဗျားတစ်နေ့ကီလို900လောက်ပဲစားပြီးတော့ weight ချနေတာ2လလောက်ရှိပြီဆိုပါစို့ပထမ3ပတ်လောက်မှာတော့ weight ကျသွားပြီမဲ့နောက်ပိုင်းအဲ့ထက်ထပ်မကျတော့ဘူးအဲ့ဒါဘာလို့ထင်လဲပြောပြပါမယ်ကယ်လိုရီအလွန် short ချလိုက်ခြင်းဟာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ metabolism ကိုထိခိုက်စေပါတယ်ပြီးအစီအစာကြွက်သားတွေကိုကျွမ်းရည်ဖြစ်အသုံးပြုစေတာစားတဲ့နည်းတွေနဲ့ထိခိုက်စေပါတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ RMR လို့ခေါ်တဲ့ resting metabolic rate ကိုဖိနှိပ်ထိန်းချုပ်ပြီးတော့နှေးလိုက်တယ်လို့ဖြစ်သွားပါတယ် resting metabolic rate ဆိုတာခင်ဗျားဘာမှမလုပ်ဘဲနဲ့ထိုင်နေတဲ့အချိန်မှာတော့ခန္ဓာကိုယ်ကနေပြီးတော့စွမ်းအင်သုံးစွဲနှုန်းကယ်လိုရီလောင်ကျွမ်းနှုန်းကိုပြောတာဖြစ်ပါတယ်ရှင်းရှင်းပြောရရင်တော့ဗျာအစာအလွန်ကျွံ short ခြင်းကရေရှည်မှာအစီကျဖို့ကိုပိုခက်ခဲစေပါတယ်ကျွန်တော်တို့ short တင်တဲ့ပမာဏကပုံမှန်တစ်နေ့တာလိုအပ်တဲ့ကယ်လိုရီထက်300နဲ့500ကယ်လိုရီလောက် short စားရင်ကိုရပါပြီ။ weight ကျအစီကျဖို့အတွက်အစား short မှာမှန်ပေမဲ့အလွန်အကျွံ short ဖို့တော့မလိုအပ်ပါဘူး။နံပါတ်2ကြွက်သားကြီးဖို့ weight အလေးကြီးတွေမှားမယ်။ဒုတိယမဲ့ဆိုတဲ့ညီကိုတွေအများဆုံးမှားကြတာက weight အလေးကြီးတွေမှားမှကြွက်သားကြီးမယ်လို့ထင်နေကြတာပါ။အဲ့တော့ဒုတိယမို့အစားတော့ပူစားတယ် weight မှားတာကြတော့ bench press ကိုပေါင်100 200လောက်နဲ့2ချိန်3ချိန်လောက်ပဲမှားတယ်အဲ့တော့အစီပဲတက်လာတယ် Okay ကြွက်သားကြီးဖို့ဆိုတာက muscle hypertrophy ဖြစ်ဖို့လိုအပ်ပါတယ် muscle hypertrophy ဖြစ်စေတဲ့နည်းကတော့ကိုယ့်ရဲ့ muscular failure ပေါ့နော်ကြွက်သားတွေနောက်ထပ်မလုံနိုင်လောက်တဲ့အထိဒါမှမဟုတ် muscular failure နီးပါးအထိလေ့ကျင့်ပေးရတာပါJournal of Strength and Conditioning Research ဆိုတဲ့သုတေသနထဲမှာ weight နည်းနည်းများကျွန်တော်တို့ muscular failure ဖြစ်တဲ့ဒီလေ့ကျင့်လို့ရှိရင် muscle hypertrophy ဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲ့တော့ခင်ဗျား weight အလေးကြီးတွေမှပြီးတော့muscular failure ဖြစ်တဲ့ဒီမလေ့ကျင့်တော့ကြွက်သားကြီးလာမှာမဟုတ်ပါဘူး။နံပါတ်3 carbohydrate ကစီဓာတ်ပေါ့နော် carbohydrate ကလူတွေကိုဝစေတယ်ကြွက်သားကြီးကျင်တဲ့သူပဲဖြစ်ဖြစ် weight ချနေတဲ့သူတွေပဲဖြစ်ဖြစ် carbohydrate ဆိုလို့ရှိရင်ကြောက်ကြပါတယ် carbohydrate စားလို့ရှိရင်အဆီတွေတက်လာမယ်လို့ထင်နေကြလို့ပါအရိုးရှင်းဆုံးပြောပြပါမယ်လူတယောက် weight တက်ဖို့ဆိုတာကသူစားတဲ့ကယ်လိုရီပမာဏကသူတစ်နေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏထက်များနေလို့ weight တက်တာပါအဲ့ကယ်လိုရီပမာဏဆိုတာတစ်နေ့လုံးမှာစားသမျှအဆီပါမယ် fat ပေါ့နော်အဆီပါမယ် protein အသားဓာတ်ပါမယ် carb ဆိုတော့ carbohydrate ကစီဓာတ်ပါမယ် sugar တကြားပါမယ် vitamin နဲ့ mineral တွေပါမယ်ပြီးရင် fiber အမြင့်ဓာတ်တွေပါမယ်အဲ့ဒါတွေအားလုံးပေါင်းထားတာပါအဲ့ဒီတူတဲ့ပမာဏကလိုတာထက်ပိုနေလို့ weight တက်တာအစီတက်တာမျိုးတွေဖြစ်တာပါ carbohydrate တွေအများကြီးစားလို့ weight တက်တာမဟုတ်ပါဘူး carbohydrate တစ်ခုတည်းနဲ့မဆိုင်ပါဘူးနံပါတ်4အချိန်ပိုလေ့ကျင့်လေရလက်ပိုကောင်းလေခင်ဗျားကတပတ်ကို9ရက်လုံးလေ့ကျင့်တယ်တရက်ကို2နာရီအဲ့ဒါကိုဂုဏ်ယူနေမယ်ဒါပေမဲ့ခန္ဓာကိုယ်ကအမြဲတမ်းနှီးပါကြိုက်ခဲနေမယ်ညဘက်တွေဆိုအိတ်မပျော်ဘူးခန္ဓာကိုယ်ကလည်းဒီတိုင်းပဲမတိုးတက်လာဘူးကျွန်တော်တို့ထက်ကပြောနေရတာကခန္ဓာကိုယ်ကလေ့ကျင့်ငန်းလုပ်တဲ့အချိန်မှာကြီးတာတိုးတက်တာမဟုတ်ပါဘူးအနားယူနေတဲ့အချိန်မှသာတိုးတက်တာပါခန္ဓာကိုယ်ကို recovery ဖြစ်ဖို့အချိန်မပေးတာအနားမပေးခြင်းကခန္ဓာကိုယ်ကိုတိုးတက်ဖို့အချိန်မပေးတာနဲ့အတူတူပါပဲ2019လောက်ကထုတ်တဲ့ International Journal of Environmental Research and Public Health ရဲ့ထုတ်ပြန်ချက်ထဲမှာခန္ဓာကိုယ်ရဲ့ recovery ပြန်ကောင်းနိုင်စွမ်းထက်ပိုလေ့ကျင့်လို့ရှိရင်စွမ်းဆောင်ရည်ကျတာတွေပြီးဟော်မုန်းတွေထိခိုက်တာ injury တွေဖြစ်စေတဲ့အတွက်မတိုးတက်တဲ့အပြင်ပိုပြီးတော့ဆုပ်ယုပ်စေတယ်လို့ဖော်ပြထားပါတယ်နံပါတ်5ဘိုက်ကအစီပဲကွက်ချလို့ရတယ်ခင်ဗျားဘိုက်ထွက်နေလို့အိတ်ထားမှတင်တစ်နေ့ကိုအချိန်100တို့200တို့စတယ်ဘတ်ဂျက်သားလေ့ကျင့်ခန်းတွေကြီးပဲလုပ်နေတဲ့သူလားဂုဏ်ယူပါတယ်ခင်ဗျားရဲ့အချိန်တွေ energy တွေအောင်မြင်စွာဖြုံးတီးပြီးပါပြီခန္ဓာကိုယ်ရဲ့ဘယ်နေရာကအစီကိုအရင်လောင်ကျွမ်းမယ်ဆိုတာက genetic ကဆုံးဖြတ်တာပါဘာလေ့ကျင့်ခန်းလုပ်တာနဲ့မဆိုင်ပါဘူးတကယ်လို့အစီကျရင်တော့မှခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အစီtotal body fat ကကျတာပါဘိုက်တစ်ခုတည်းကကွက်ပြီးတော့ချလို့မရပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ
ကျွန်တော်တို့ FGFN channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူအဆမှားတွေကိုသိပ္ပံနည်းကျရှင်းလင်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မေးမြန်းသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်